တို့မြန်မာလူမျိုးတွေကနိုင်ငံကျော်တဲ့ဓမ္မဂတိကဘုံကြီးတွေအဲ့ဒီလိုကြီးတွေကြီးပဲအဲ့ဒါမျိုးကိုစုလိုက်တယ်ဟုတ်တော့ right ဘာလဲဘုံကြီးတဲ့အာမျိုးများနေတဲ့ရှီကိုပဲတို့ဆိုရင်သင်္ကန်းတွေဝတ်လို့မနိုင်တော့ဘူးဟုတ်တယ်လားဆရာလေးများမြန်မာလူမျိုးများကဘယ်လိုနေတတ်လဲမိုးရွာရေများရာမိုးရွာတတ်တယ်ရေရှားနေတယ်ဆရာလေးရေရှမ်းနေလားရေရှားနေလားဆရာလေးများရေရှားလားရေရှမ်းလားရှားရင်ဆိုရင်အေးရမြေတဲ့ခုံချလိုက်လေလွယ်လေးနော်လွယ်လေးဟာပုတ်လေရေရှားရင်အဲ့ဒီခုံချလိုက်လေခင်ဗျာမျိုးတွေနော်ပလောက်စုံမြုပ်တာပြီးသွားရေချိုးကြမလို့တော့မှန်တယ်နော်တွေးခေါ်ကောင်းလားဆရာလေးရေရှားနေလားရေရှမ်းနေလားပြောရတော့ဒုက္ခပါဒီဘုန်းကြီးကငါတို့ဘာများတူမအောင်မလဲပဲစကိုင်းတောင်တောင်ဝက်ခုံချလာတော့အဲ့ဒါညီတို့အဲ့ဒီစကိုင်းအေးရမြတဲ့မျောလာရင်ဓမ္မစီကြောင်းရောက်မယ်အဲ့ကြညီတို့ငါလှူမယ်နော်ကောင်းစောအဲ့ဒီပဲပြောတာပါနော်ကဲကောင်းပြီတကူဓမ္မစီဆရာတို့ပြောပါတယ်ချင်းညူဝဲပါတယ်လေချင်းညူဝဲကောင်းနေသည်ဟုတ်တယ်နော်ချင်းညူဝဲကောင်းအောင်လည်းငါညီမတို့ကနေပါဟုတ်ပြီနော်ချင်းညူဝဲကောင်းအောင်လည်းနေပါကိုယ်တီလာကိုယ်တမာရီကိုယ်ပညာကိုယုံကြည်လိုက်ဆရာလေးဟိုမာလာလို့နော်ဟိုဆရာလေးခဏလောက်လေဟိုထမင်းလေးကြည်ထားပါနော်ထိုင်မကြည့်နဲ့ဘာကိစ္စကြည့်ရမကြည့်နဲ့ဆရာလေးဟိုမန္တလေးသွားလို့ရှိရင်လေဟိုမမေတာဟိုမာလာအတွက်လေဟိုထုံးမိုးလေး3လောက်ပဲသမားရပါတယ်ကြုံနေတာပဲမလုံးနဲ့နော်မလုံးပေးနဲ့နော်ခိုင်းတဲ့ဒကမကိုလည်းမုန်းမစီအဲ့လိုညီတို့ခိုင်းလိုက်လို့အဲ့ဒီဒကမက1000လူမဲစားမတွေ့ရင်ငါချီစာရေးလေငါချက်ချင်းပို့ဆံပို့ပေးလိုက်မယ်အကိုဥကောသနာဗျာမောင်လေးဥကောငါကြိုက်တယ်ဆရာတော်ဗျာခေါ်လိုက်တပည့်တော်တို့လေအရှင်မင်းကပြောလိုက်တယ်နေလိုက်ပါတယ်အဲ့ဒါကိုမာလာကြီးကမလူငါပတ်ဆံပို့ပေးလိုက်မယ်ငါထုံးတယ်မရှိငါတော့မလုပ်မမေ့လားဘာလဲ orange is desirelessness တနာကင်းတယ်ဘာလဲ desirelessness ဟုတ်နော်desirelessness ညီတို့အယောင်လေးရတဏှာကင်းတဲ့လောင်တဏှာကင်းတဲ့ orange is desirelessness အဲ့ဒါလေးကိုမှတ်ထားငါညမများသာသနာအနွယ်ဝင်ဖြစ်လာတယ်ပရိယပရိပတ်စာပေကိုကျင့်တယ်ငါတို့မိမသားတွေပဲနေပါစီကိုမာနာလေးနဲ့ကိုနေငါတော့အဲ့ဒါမာနာတော့ရှိတယ်ဗျမဟုတ်တာဘာမလို့အမှန်တိုင်းပဲပြောမယ်ကျောင်းမှာတော့ဘာတော့အာနာရှိရောမရှိရောပတ်စံ sorry ပြရတာတော့ဓမ္မစီမှမရှိဘူးအဲ့ဒါဗလာပဲတနာတယ်အဲ့ဒီတော့သက်စွန့်နေကွာပြီးပြီတလုံးနဲ့ပဲငဲ့လုံးလားကြည့်တယ်ကိုတို့တွေကငဲ့နဲ့ဟုတ်ပြီနော်ဘာလဲလဲဟာဘယ်ရကမဖို့ဘာလုပ်ခဲ့ရတာနဲ့မဝဲပေးနဲ့ငါတို့မန်းလေးမှာစတင်တယ်ဘုန်းကြီးကကြောင်တော်လိုက်တာတဲ့ထုံးမလို့တော့မဝဲလာဘူးတဲ့ဟိုခင်ဗျားတို့ထုံးဝင်ကြုတ်တော်စားဖို့မရှိဘူးလို့ပြောရှင်းလို့သွားပဲဟုတ်နော်မဝဲနဲ့ဘာမှဝဲကြမလို့ဘာမှလည်းလူတွေကိစ္စကိုလုပ်ပေးကြမလို့အဲ့လိုတတ်တရှိကိုလို့တတ်တရှိလားတကယ်လားတကယ်တည်းရှိလားဟေးချောက်ဒီမှာဆရာလေးဟိုနေနော်ဟိုဒါလေးကြည့်ထားလိုက်စမ်းပါငါနားရဲကြားတယ်ငါဆုံးငံကြွားတယ်ငါငငယ်ဆရာလေးဟိုဒီမှာဆုံးလုံးညီလို့ထမင်းရိုးလေးမှုတာဆရာလေးထမင်းရိုးမှုနေကြိုးအဲ့ဒါမဲ့အဲ့ဆရာလေးထမင်းရိုးမှုတာကြိုးမစားတော့ဘူးဝတ်ထွက်သွားတယ်ဟာဦးစင်းဘာဖြစ်လို့လဲတော့ဆရာလေးမှုနေထမင်းရိုးငှဲ့ပေးနေတော့ကွာဟုတ်တယ်ထုံးတယ်မရှိဘူး sorry ပဲနော်တမိုင်းတစ်လျှောက်လုံးနေကြည့်လိုက်ဘသူလူမွေးဘေးသည့်လူမွေးမှမလုပ်ဘူးလူမွေးစားဒီလိုပြောတယ်နော်ဟိုဖားလို့လူမွေးသူကနာဂိမုံတိုင်းမှာလှူတာအဲ့လိုလူမွေးကြီးတော့သာသနာနဲ့ပတ်သက်လူမွေးတွေလှုပ်တာပေါ့ကျမ်းမာရေးအတွက်လှုပ်ပေးမယ်ဆိုလိုဒီမှာဒါလေးကိုလှုပ်ပေးတဲ့တော့ခလေးလေးထိမ့်ပြီးစမ်းပါဆရာလေးကအိုးအေးအာရမလေးတေးရင်ဆက်လို့ဆိုဆရာလေးကတော့အာရမလှုပ်နေရကိုကျော်ဝင်းအဲ့တော့စကိုင်းမျိုးသားတွေမခိုင်းပါနဲ့ဟုတ်ပြီနော်ဟာတယ်လေခိုင်းပါနဲ့ဟုတ်ပြီနော်ဆရာဒေါ်မမအေးရဲ့အာရမလေးတေးရင်ဆက်လို့ဆိုအေးမလုံနဲ့လှုပ်ရှာမလို့ဒါတဏှာကင်းပြောင်လိန်မော်အောင်ဆိုတဲ့ဓမေစီတီပြောခဲ့တယ်စကိုင်းတောင်ကမမများညီမများမဲလိန်မော်လေးတွေကိုလိန်မော်သီးလေးတွေညပါတယ်လေတဏှာကင်းပြောင်လိန်မော်ရောင်ညူသောရောင်ကြီးနီလပိဒလောဤတန်နဲ့ဩရာဒစုံကြီးမင်းစိတ်ထနဲ့ပပါဒရာဟုတ်ပြီနော်ညူသောရောင်ကြီးရွှေသောရောင်ကြီးနီသောရောင်ကြီးဖြူသောရောင်ကြီးကြီးညိုဝဲကောင်းပါတဲ့မောင်းသောရောင်ကြီးတော်ပြီရေးတာလေဆိုဖတ်ပြတာရေးတယ်လို့ဖတ်ပြတာချက်ချင်းပဲငါတို့ကမရဘူးညီတို့ငါတို့မရဘူးဖတ်ပြတာကြီးညိုဝဲဖတ်စမ်းဟာဘလို့ဆရာလေးလေကွာ
ဖတ်စမ်းကြီးညိုပဲကောင်းတယ်ကြီးညိုပဲကောင်းပါတဲ့မောင်းသောရောင်ကြီးဒါငါညမတို့ရဲ့ရောင်ကဘာရောင်လဲမောင်းသောရောင်ကြီးဒီနေ့ပြောမယ်ဆိုရင် orange လိမ္မော်ရောင်လေးဒီလိုရောင်မျိုးလေး orange ဆိုညီတို့ကထင်မယ်လိမ္မော်သီးအမျိုး200လောက်ရှိတယ်နော်ဟုတ်ရင်နော်ဆိုညီတို့ကပြောမယ်လိမ္မော်သီးကလည်းအဲ့လိုရောင်ကြီးမဟုတ်ပါဘူးမထင်နဲ့နော်သူတို့အနောက်တိုင်းမှာကျညီတို့လိုအရောင်မျိုးလိမ္မော်သီးတွေအမျိုးအစား200လောက်ရှိတယ်လိမ္မော်သီးငါတို့က orange ဆိုလိမ္မော်သီးပြန်တယ်မဟုတ် orange ကလိမ္မော်သီးမဟုတ်ဒါထားတော့ဗမာပြည်မှာတော့လိမ္မော်သီးနဲ့ပတ်လို့ submarine အသီးတွေအများကြီးပဲလိမ္မော်သီးနဲ့ပတ်တဲ့ English ဝေါ်ဟာတာတွေ200လောက်ရှိထားတော့တာတွေနော်အဲ့တော့လိမ္မော်ရောင်ဆိုတာ orange ဆိုတာတို့ရ orange လိမ္မော်သီးဆိုညီတို့မြင်လိုက်တာညီတို့လိမ္မော်သီးကတစ်မျိုးအရောင်ကြီးမဟုတ်ဘူးနော်ဒီလိုအရောင်မျိုးလိမ္မော်သီးတွေအများကြီးရှိတယ်ဟုတ်ပြီနော်ဒါအဲ့တော့တဏှာကင်းမြောင်လိမ္မော်ရောင်ဖြစ်ခြင်းကြောင့်ကြီးညိုဝဲကောင်းသောအသွင်ကိုဆောင်၍ညီတို့ကိုပြောရင်အဖြစ်တို့တန်ဃာတော်တွေလည်းပြီးပါတယ်အဝါရောင်သင်္ကန်းဆင်မြဲတဲ့အရှင်ဘုရားတွေသည် avoidance extremes so you should avoid two extremes ဟုတ်နော်တွေးမေးပိတ်ခွေအန်တာပပ်စီတယ်နော်ဘုန်းကြီးရေလို့ဖြစ်လာရင်အစွန်ချစ်ချင်းစွန်မုန်းချင်းစွန်ရှောင်းမယ်ဒါသာသနာအလံလေးကိုပြောတာပါ